နာကျင်ရလေလေကျမတို့ကပို့ပြီးတော့ကြိုးစားရလေလေပါပဲအတိတ်ဆိုတာကကျမတို့မေ့ပြစ်လို့မရတဲ့အရာတွေရှိတယ်မေ့လို့မရတဲ့အရာတွေရှိတယ်မေ့ချင်ရဲ့နဲ့မေ့မနေတဲ့အကြောင်းအရာတွေလည်းရှိပါတယ်သို့ပေမဲ့လည်းကျမတို့ကမေ့တင်တာကိုမေ့ရမယ်မမေ့ချင်တာလည်းမေ့ရမယ်မေ့ချင်တာလည်းမေ့ရမယ်အတိတ်မှနေထိုင်ခြင်းကလက်ရှိပြစ္ဆုတ်ပံမှာဘာမှအကျိုးတက်ရောက်မှုမရှိစေပါဘူးဆိုတော့ကကျမတို့ကဒီလိုမျိုးနာကျင်မှုတွေဒီလိုတွေအများကြီးဖြစ်လာပြီးကျမတို့ရဲ့နှလုံးသားတွေထဲမှာနာကျင်ခံစားနေရပြီဆိုရင်ကျမတို့ကအမြဲတမ်းကိုယ့်ကြိုးစားမှုတစ်ခုခုနဲ့ပဲအစားထိုးရမှာဖြစ်ပါတယ်ဒီလိုကြိုးစားမှုတစ်ခုခုနဲ့မှကျမတို့အစားမထိုးတတ်ဘူးအစားမထိုးနိုင်ဘူးဆိုလို့ရှိရင်ကျမတို့ဘဝကအမြဲတမ်းအားငယ်တိမ်ငယ်ကြောက်ရွံ့နေမှာဖြစ်ပါတယ်ဘဝမှာနာကျင်စရာတွေကတိတ်ကိုများလာပါတယ်ကျမတို့မသိလို့လှုပ်လိုက်တာဖြစ်စေကျမတို့တိတိရဲ့နဲ့လှုပ်ရတာပဲဖြစ်စေမလွဲတာမရှောင်တာလို့လှုပ်ရတည်တာပဲဖြစ်စေဘယ်လိုပဲဖြစ်ဖြစ်ကျမတို့ဘဝမှာနှလုံးသားတွေကနာကျင်နေရပါတယ်ဒီလိုနာကျင်မှုတွေကနေ့စဉ်နေ့ရက်တိုင်းမှာကျမတို့အတွက်အမြဲတမ်းခံစားနေရတာဖြစ်ပါတယ်ဒီလိုနာကျင်မှုကိုစူးစမ်းမှုတစ်ခုခုနဲ့သာကျမတို့ကအစားထိုးအနိုင်ရမှာဖြစ်ပါတယ်ဒီလိုမျိုးစူးစမ်းမှုတစ်ခုခုသာမရှိဘူးဆိုလို့ရှိရင်ကျမတို့စိတ်ကအမြဲတမ်းအတိတ်မှာပဲနေထိုင်နေရမှာဖြစ်ပါတယ်အတိတ်မှာနေထိုင်ခြင်းကပင်ပန်းလာပါတယ်အလွန်တရာလဲစင်းရဲလာပါတယ်မကောင်းတဲ့အကြောင်းအရာတွေကိုပြန်ပြီးတွေးမိတဲ့အခါမှာလဲကျမတို့ဘဝကငရဲတမျှပါပဲဒါအတွက်ကြောင့်လူသားဖြစ်တဲ့အတွက်ကြိုးစားရုန်းကန်ရှင်သန်နေရမှာပဲဖြစ်ပါတယ်ဒါကြောင့်ကျမတို့ကအတိတ်မှာမနေထိုင်ဘဲနဲ့လက်ရှိပြစ္ဆုတ်ပံမှာတစ်ခုခုကိုရုန်းကန်နေမယ်တစ်ခုခုကိုကြိုးစားပန်းစားသွားနေမယ်ဆိုလို့ရှိရင်အတိတ်ရဲ့နာကျင်မှုတွေကိုတတ်တာစေမှာမေ့ပြောက်စေမှာပဲဖြစ်ပါတယ်